မင်္ဂလာပါ Robert Greene ရဲ့နာမည်ကြီးစာအုပ်ဖြစ်တဲ့ The 48 Laws of Power အာဏာတည်ဆောက်ခြင်းဆိုင်ရာဥပဒေသား48ခုကိုအားလုံးနားလည်လွယ်အောင်တိုနဲ့လူရင်းကိုဗဟုသုတအဖြစ်ဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီဥပဒေသားတွေဟာလူမှုဆက်ဆံရေးနဲ့လုပ်ငန်းခွင်မှာကိုယ့်ရဲ့အနေအထားကိုမြင့်တင်နိုင်ဖို့နဲ့အမှားမလုံးမိဖို့အတွက်အထောက်အကူဖြစ်စေမှာပါ။ဥပဒေသား1အထက်လူကြီးထက်တာအောင်မလုပ်ပါနဲ့ Never outshine the master ကိုယ့်ရဲ့အထက်လူကြီးကိုသူဟာကိုယ့်ထက်ပိုတော်တယ်ပိုထူးချွန်တယ်လို့အမြဲခံစားရအောင်ထားပါကိုယ့်အရေးချင်းကိုအလွန်ကျွံပြလိုက်ရင်သူတို့ကလုံခြုံမှုမရှိသလိုခံစားရပြီးကိုယ့်ကိုဒုက္ခပေးနိုင်ပါတယ်ဥပဒေသား2တငယ်ချင်းကိုအလွန်ကျွံမယုံပါနဲ့ရန်သူကိုအသုံးချတတ်အောင်တင်ယူပါNever put too much trust in friends. တငယ်ချင်းတွေကမနာလိုစိတ်ကြောင့်ကိုယ့်ကိုပိုမြန်တစ္ဆာဖောက်တတ်ပါတယ်။ရန်သူဟောင်းကိုအလုတ်ခန့်ရင်တော့သူကတစ္ဆာရှိကြောင်းတက်တဲ့ပြဖို့ပိုကြိုးစားတတ်ပါတယ်။ဥပဒေသား3ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုဖုံးကွယ်ထားပါ Conceal your intentions. ကိုဘာလုပ်တော့မယ်ဆိုတာကိုဘသူကမှကြိုမပြောပါနဲ့။သူတို့မသိရင်သူတို့ကြိုတင်ကာကွယ်လို့မရတော့ပါဘူး။ဥပဒေသား4လိုအပ်တာထက်လျော့ပြောပါ Always say less than necessary စကားတွေအများကြီးပြောလေအမှားပါဖို့ပိုများလေပါပဲစကားနဲတဲ့လူကပိုပြီးအရှိန်အဝါရှိသလိုထင်ကြပါတယ်ဥပဒေသား5နာမည်ဂုဏ်သတင်းကိုအသက်နဲ့လဲပြီးစောင့်ရှောက်ပါ So much depends on reputation နာမည်ကောင်းရှိနေရင်ဘာမဆိုအောင်မြင်နိုင်ပါတယ်နာမည်တစ်ခါပြတ်သွားရင်တော့အဖတ်ဆယ်ဖို့ခက်ခဲတတ်ပါတယ်။ဥပဒေသား6လူအများရဲ့အာယုံစိုက်မှုကိုရအောင်ယူပါ Caught attention at all cost အကြည့်မခံရတဲ့အရာကတန်ဖိုးမရှိသလိုပါပဲ။ထူးခြားတဲ့ပုံစံမျိုးနဲ့လူတွေအမြဲသတိထားမိအောင်နေပါ။ဥပဒေသား9တခြားလူတွေကိုအလုတ်ခိုင်းပြီးကိုကအမှတ်ယူပါ Get others to do the work but always take the creditတခြားလူတွေရဲ့ဗဟုသုတနဲ့အလို့အားကိုအသုံးချပါကိုကတော့အချိန်နဲ့စွမ်းအားကိုခြွေထားပြီးအောင်မြင်မှုရဲ့ရလဒ်ကိုပဲယူပါဥပဒေသား8တခြားလူတွေကိုယ်စီလာအောင်လုပ်ပါ Make other people come to you ကိုကလိုက်မလို့ပဲသူတို့ကိုယ်စီလာအောင်ဆွဲဆောင်ပါဒါမှကိုကအခြေအနေကိုထိချုပ်နိုင်မှာပါဥပဒေသား9စကားနဲ့မငင်းမဲ့အစားလုံရက်နဲ့ပတ်တည်ပြပါWin through your actions, never through argument. စကားနဲ့အနိုင်ယူတာဟာခဏတာပါပဲ။ကိုလှုပ်ပြလိုက်တဲ့ရလဒ်ကားတာ the get အောင်မြင်မှုပါ။ဥပဒေသား10ကန်ဆိုးလူတွေနဲ့မပျော်ရွှင်တဲ့လူတွေဟုရှောင်ပါ Infection, avoid the unhappy and unlucky. စိတ်ခံစားချက်တွေဟာယောဂါလိုကူးစက်တတ်ပါတယ်။မပျော်ရွှင်တဲ့လူတွေနဲ့နီးဆိုင်လျင်ကိုပါလိုက်ပြီးကန်ဆိုးတတ်ပါတယ်။ဥပဒေသား7လူတွေကိုအပေါ်မှီကိုနေအောင်လုပ်ပါ Learn to keep people dependent on you လူတွေကကိုလိုအပ်နေသရွေ့ကိုမှလွတ်လပ်ခွင့်ရှိပါတယ်ကိုမရှိရင်မဖြစ်ဘူးဆိုတဲ့အခြေအနေမျိုးဖန်တီးထားပါဥပဒေသား7ရိုးသားမှုနဲ့ရေကြောမှုကိုဗျူဟာမြောက်သုံးပါ Use selective honesty and generosity to disarm your victim တခါတရံမှာတကယ်ရိုးသားပြလိုက်တာကတစ်ဖက်လူရဲ့ကာကွယ်မှုကိုလျော့ချလိုက်တယ်လို့ဖြစ်စေပါတယ်။ဥပဒေသား73အကူအညီတောင်းရင်သူတို့ရဲ့အကျိုးစီးပွားကိုပြောပါ Appeal to people's self-interest အရင်ကကူညီခဲ့ဘူးတာတွေကိုတွားမပြောပါနဲ့သူတို့အတွက်ဘာရမလဲဆိုတာကိုပဲပြောပါ။ဥပဒေသား14တငယ်ချင်းလိုနေပြီးတယူလိုစုံစမ်းပါ Pose as a friend, work as a spyတဖက်လူရဲ့အားနည်းချက်နဲ့ရည်ရွယ်ချက်ကိုသိဖို့မတိမတာစုံစမ်းပါဥပဒေသား15ရန်သူကိုအမျက်ပြတ်အောင်ချေမွန်းပါ Crush your enemy totally ရန်သူကိုနည်းနည်းလေးမှအခွင့်အလမ်းမပေးပါနဲ့သူပြန်နိုးထလိုက်ရင်ကိုပြန်ဒုက္ခပေးလိမ့်မှာပါဥပဒေသား16ကိုရဲ့တန်ဖိုးတက်ဖို့ခတပျောက်ကွယ်နေပါ Use absence to increase respect လူကြားတဲ့အမြဲရှိနေရင်ကိုယ့်ရဲ့တန်ဖိုးကကျတတ်ပါတယ်။တခါတလေပျောက်နေတာကလူတွေကိုပိုသတိရစေပါတယ်။ဥပဒေသား18ခတ်မှန်းလို့မရအောင်နေပါ
cultivate an air of unpredictability လူတွေကကိုဘာလောက်မယ်ဆိုတာကိုကြိုသိနေရင်ကိုကိုထိန်းချုပ်လို့ရသွားပါလိမ့်မယ်ဥပဒေသား18တယောက်တည်းခွဲမနေပါနဲ့ Do not build fortresses to protect yourself ကိုကာကွယ်ဖို့အတွက်လူတွေနဲ့ခွဲနေတာဟာအန်ဒီယေပိုများပါတယ်လူတွေကြားထဲမှာပဲနေတာကအချက်အလက်တွေပိုရစေပါတယ်ဥပဒေသား19ဘသူနဲ့ဆက်ဆံနေလဲဆိုတာတေချာသိပါ Know who you're dealing with လူတိုင်းကိုပုံစံတစ်မျိုးတည်းနဲ့မဆက်ဆံပါနဲ့တချို့လူတွေကရန်ညိုးအကြီးကြီးထားတတ်ပါတယ်ဥပဒေသား20ဘသူမှမပါပါနဲ့ Do not commit to anyone ကိုဘက်ကနေပဲကိုရက်တီပါဒါမှကိုကအခြေအနေကိုစောင့်ကြည့်ပြီးအနိုင်ရတဲ့ဘက်ကိုပါနိုင်ပါပါဥပဒေသား21မတိနားမလဲသလိုဟန်းဆောင်ပါ Seem dumber than your mark တစ်ဖက်လူကကိုယ့်ထက်ပိုတော်တယ်လို့ထင်ရောက်လုပ်ထားရင်သူကကိုသတိမထားတော့ပါဘူးဥပဒေသား22အရှုံးပေးတဲ့ view ဟာကိုသုံးပါ Use the surrender tactic ကိုကအားနည်းနေရင်တိုက်မနေပါနဲ့အရှုံးပေးလိုက်တာကကိုအရင်အားပြန်စုဖို့အချိန်ရစေပါတယ်ဥပဒေသား23အရင်အားကိုစုစားပါ Concentrate your forces ကိုရဲ့စွမ်းအားတွေကိုနေရာအနှက်မှာမဖြန့်ချက်ပါနဲ့အရေးကြီးရဲ့ကနေရာထဲမှာပဲစုပြီးသုံးပါဥပဒေသား24ပြည့်စုံတဲ့လက်ငယ်ငယ်ဖြစ်စောဖြစ်စေပါ Play the perfect courtier အခက်လူကြီးကိုဖော်လန်းဖယ်တာမျိုးမဟုတ်ဘဲအလိုက်တရီနဲ့လိမ္မာပါနဲ့စွာဆက်ဆံပါဥပဒေသား25ကိုပြန်လဲဖန်တီးပါ Recreate yourself လောကကြီးကတတ်မှတ်ပေးတဲ့ပုံစံအတိုင်းမနေပါနဲ့ကိုပုံစံကိုကိုယ်တိုင်အသစ်ပြန်ဖန်တီးပါဥပဒေသား26လက်ကိုစင်ကြယ်အောင်ထားပါ Keep your hands clean မကောင်းတဲ့အလုပ်တွေလုပ်ရမယ်ဆိုရင်ကိုယ်တိုင်မလုပ်ပါနဲ့တခြားတစ်ယောက်ကိုခိုင်းပါဥပဒေသား29လူတွေယုံကြည်အောင်လုပ်ပါ Play on people's need to believe လူတွေဟာတခုခုကိုယုံကြည်ခြင်းစိတ်ရှိကြပါတယ်အဲ့ဒီယုံကြည်ချက်ကိုအသုံးချပြီးအင်အားစုတစ်ခုတည်ဆောက်ပါဥပဒေသား28အလုပ်တစ်ခုကိုရဲဝံ့စလုပ်ပါ Enter action with boldness မဝင်းဝရထစ်နေတာကအမှားလုပ်မိဖို့ပိုများပါတယ်ရဲဝံ့လုပ်တာကိုလူတွေကပိုပြီးလေးစားကြပါတယ်ဥပဒေသား29အဆုံးအထိကြိုတင်စီစဉ်ထားပါ Plan all the way to the end အစမှာပဲအားမဆိုင်ပါနဲ့အဆုံးသတ်မှာဘာဖြစ်မလဲဆိုတာအထိတေချာစဉ်းစားထားပါဥပဒေသား30ကိုယ့်ရဲ့အောင်မြင်မှုတွေကလွယ်လေးရတယ်လို့ပြပါ Make your accomplishments seem effortless ကိုဘလောက်ပင်ပန်းကြိုးစားခဲ့ရလဲဆိုတာကိုဖုံးကွယ်ထားပါဒါမှကိုလူတွေကပိုပြီးအံ့ဩလေးစားမှာပါဥပဒေသား21ရွေးချယ်စရာတွေကိုထိန်းချုပ်ပါ Control the options လူတွေကိုရွေးချယ်ခွင့်ပေးထားတယ်လို့လုပ်ပါဒါပေမဲ့ဘာပဲရွေးကိုအတွက်အကျိုးရှိမဲ့အရာပဲဖြစ်နေပါစေဥပဒေသား23လူတွေရဲ့စိတ်အကူးရင်ကိုအသုံးချပါ Play to people's fantasies လူတွေကခါးတီးရဲ့အမှားထိုက်တဲ့ချိုတာတဲ့စိတ်အကူးရင်တွေကိုပိုနှစ်သက်ကြပါတယ်ဥပဒေသား24လူတိုင်းရဲ့အားနည်းချက်ကိုရှာပါ Discover each man's thumb screw လူတိုင်းမှာအားနည်းချက်တစ်ခုစီရှိပါတယ်အဲ့ဒါကိုသိရင်သူတို့ကိုဖြစ်စေခြင်းတို့လောက်ခိုင်းလို့ရပါပြီဥပဒေသား25ဖြိုတပန်တကကျင့်ကြံပါ Act like a king to be treated like one ကိုတန်ဖိုးထားမှလူတွေကလည်းတန်ဖိုးထားမှာပါကိုယုံကြည်မှုအပြည့်နဲ့နေပါဥပဒေသား26အချိန်အကာကိုပိုင်နိုင်စွာအသုံးချပါ Master the art of timing ဘယ်တော့မှအလောမလိုပါနဲ့အချိန်ကောင်းကိုစောင့်တတ်ဖို့အရေးကြီးပါနဲ့ဥပဒေသား29ကိုမရနိုင်တဲ့အရာကိုမေ့ထားလိုက်ပါ Disdain things you cannot have မရနိုင်တဲ့အရာကိုလိုက်တွေးနေလာကကိုအားနည်းစေပါတယ်လစ်လူရှူလိုက်တာကအကောင်းဆုံးလက်စားချီခြင်းပါပဲဥပဒေသား28အထင်ကြီးစရာမြင်ကွင်းမျိုးဖန်တီးပါ Create compelling spectacles လူတွေကမျက်စိနဲ့မြင်ရတဲ့အရာတွေကိုပိုယုံတတ်ပါတယ်ခမ်းနားတဲ့ပြကွက်တွေနဲ့လူတွေကိုဆွဲဆောင်ပါဥပဒေသား29
ကိုယ့်ရဲ့စိတ်ကြိုက်တွေးပြီးလူအများလိုနေပါ think as you like but behave like others ကိုယ့်ရဲ့ထူးခြားတဲ့အတွေးခေါ်တွေကိုလူတိုင်းကိုမပြောပါနဲ့လူတွေကသူတို့နဲ့မတူရဲ့အပြစ်တင်တတ်ကြပါတယ်ဥပဒေသား30ငါးဖမ်းဖို့ရေကိုနောက်အောင်လုပ်ပါ stir up waters to catch fish ရန်သူကိုဒေါသထွက်အောင်လုပ်ပါသူဒေါသထွက်ပြီးစိတ်မတည်ငြိမ်ဖြစ်နေချိန်မှာကိုကအသာစီးရနိုင်ပါနဲ့ဥပဒေသား40အခါမြရတာကိုမယုံပါနဲ့ despise the free lunch အလားကရတာဟာတကယ့်ကိုအန်ဒီရရှိပါတယ်ကိုယ်တိုင်ငွေပေးပြီးဝယ်တာကမှစိတ်ချရပါတယ်ဥပဒေသား41လူတော်တယောက်ရဲ့ခြေရာကိုနင်းမနေပါနဲ့ avoid stepping into a great man's shoes နာမည်ကြီးတဲ့လူရဲ့နောက်မှာစက္ကန့်တူဖြစ်ရတာခက်ခဲပါတယ်ကိုလန်းကိုအစ်စ်ထွင်းတာကမှကိုနာမည်ရမှာ ဥပဒေသား40ခေါင်းဆောင်ကိုတိုက်ခိုက်ပါ strike the shepherd and the sheep will scatter အုပ်စုတစ်ခုကိုဖြိုခွဲခြင်းရင်သူတို့ရဲ့ခေါင်းဆောင်ကိုအရင်ဖြိုခွဲပါဥပဒေသား43လူတွေရဲ့စိတ်နှလုံးကိုသိမ့်ပိုက်ပါ work on the hearts and minds of others အဓမ္မခိုင်းစေတာထက်သူတို့ကိုယ်တိုင်လူချင်းစိတ်ရှိလာအောင်ဆွဲဆောင်ပါဥပဒေသား44မှန်တင်ဗျူဟောက်ကိုသုံးပါ the mirror effect ရန်သူလို့သူလိုပဲကိုကလိုက်လို့ပြပါဒါဆိုသူတို့ကကိုယ့်ရဲ့ဗျူဟာကိုခံမှန်းလို့မရတော့ပါဘူးဥပဒေသား45ပြောင်းလဲမှုကိုတဖြည်းဖြည်းချင်းပဲလုပ်ပါ preach the need for change but never reform too much at once လူတွေကအပြောင်းလဲကိုကြောက်ကြပါတယ်အစ်စ်ကိုအဟောင်းနဲ့ရောပြီးတဖြည်းဖြည်းချင်းပြောင်းပါဥပဒေသား46အရန်ကြီးမပြည့်စုံပြပါနဲ့ never appear too perfect ကိုမှဘာအားနည်းချက်မှမရှိသလိုပြတာကမနာလူသူလေးကိုပိုများစေပါတယ်အားနည်းချက်အသေးအဖွဲလေးတွေရှိကြောင်းပြပါဥပဒေသား40အောင်မြင်နေချိန်မှာဘယ်တော့ရမလဲဆိုတာသိပါ in victory learn when to stop အောင်မြင်မှုကလူကိုရင်မိုးစေပါတယ်ရည်မှန်းချက်ပြည့်ပြီဆိုရင်ရပ်လိုက်ပါရှေ့ဆက်တိုးရင်ပြန်ရှုံးတတ်ပါတယ်ဥပဒေသား48ပုံသေးပုံစံမထားပါနဲ့ assume formlessness ပုံသေးစီးမြင့်တွေနဲ့မနေပါနဲ့ရေလိုပဲအခြေအနေအရလိုက်လျောညီထွေးနေတတ်ပါစေ